Okay, Bingla was ya. Bingla was ya. Okay, sia di ma sia kado kula shiga nichin tin thau ye ho pa le sia. ကျွန်တော်နေ့ချင်းသင်ချုပ်ရဲ့အခုထားကနေပြီးခဲ့နေ့ကပဲနားပါတယ်လောလောဆယ်တော့ကနေ့ချင်းသာသနာမှာအလွန်အရေးကြီးတဲ့နေ့ချင်းသာသနာနေ့နေရာကျေးဇူးတော်ချီးမွမ်းခြင်းဗဟိုကော်မတီဥက္ကဋ္ဌအနေနဲ့လာမယ့်2023နှစ်အတွက်ကျွန်တော်တို့ပြင်ဆင်လေးရှိပါတယ်ဟုတ်ကဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဆရာတို့ဘန်ကောက်ရောဘယ်လိုမျိုးစီစဉ်ထားလဲဆရာကျွန်တော်တို့ကတော့ဒီနေ့နေရာကျေးဇူးတော်ချီးမွမ်းခြင်းဓမ္မသဘင်ဟာဗမာပြည်သားမကကဘာရရမှာရှိနေကြတဲ့ခရိယန်တွေအားလုံးနဲ့သက်ဆိုင်တဲ့ပွဲတော်ဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတော့ဒါကဆရာကြီးတော်သားမြန်မာနိုင်ငံမှာရောက်ရှိပြီးတော့သာသနာလုပ်ငန်းကိုစတင်ခဲ့တာနေ့နေရာပြည့်တဲ့အတွက်ကြောင့်မလို့ဆရာကြီးတော်သားအပြင်ရရှိတဲ့သာသနာအသီးပွင့်ရဲ့အတွက်ကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်တဲ့ကြောင့်ဗမာပြည်မှာရှိတဲ့ခရိယန်သားမကကဘာရရမှာရှိတဲ့ကျွန်တော်မြန်မာခရိယန်တွေအားလုံးနဲ့သက်ဆိုင်တဲ့ပွဲတော်ဖြစ်တဲ့အတွက်မလို့အရရမှာရှိကြတဲ့ကဘာရရမှာရှိတဲ့ကျွန်တော်တို့ဒီမြန်မာခရိယန်တွေဒါမကသာသနာပြုအဖွဲ့အစည်းများကိုလည်းကျွန်တော်ဖိတ်ခေါ်ထားပါတယ်လာမယ်ကြမယ်လို့လည်းကျွန်တော်တို့ဒါမျှော်လင့်ပါတယ်ဟုတ်ကဲ့ကဘာမှာရှိတဲ့ယုံကြည်သူကိုဆရာသူတို့ကိုဘယ်လိုမျိုးပဲအပိုင်းကဏ္ဍနဲ့ပါဝင်ရမလဲဆက်ပြီးပွဲတယ်ကျွန်တော်တို့အတူတူကလာကြတဲ့အခါမှာတော့အစီအစဉ်မှာတော့ကျွန်တော်တို့အဓိကကတော့ပထမဆုံးကတော့ကျေးဇူးတော်ချီးမွမ်းခြင်းရှိပါမယ်ကျေးဇူးတော်ချီးမွမ်းခြင်းမှာတော့အားလုံးပါဝင်နိုင်တဲ့ကျေးဇူးတော်ချီးမွမ်းခြင်းရှိတယ်လို့ပြည်ပကလာရောက်ကြတဲ့ကျွန်တော်တို့ရဲ့ဒါလှုပ်ဖော်ဆောင်ပဲကျွန်တော်တို့ရဲ့အမှုတော်ဆောင်ကြီးများရဲ့ဝေမျှခြင်းကြားစာသင်ကြားပို့ချခြင်းကျွန်တော်တို့အစီအစဉ်လေးထည့်ထားပါတယ်ဟုတ်ကဲ့ဆရာဟိုယုံကြည်သူတယောက်အနေနဲ့ဒီအပိုင်းကဏ္ဍမှာတို့ဝင်ကြေးတွေရှိတာဆရာကျွန်တော်တို့ကတော့ဒီပွဲတော်ကြီးကတော့ဝင်ကြေးရလို့တော့မရှိပါဘူးသို့တော်လည်းလာရောက်တဲ့အခါမှာအားလုံးပါဝင်နိုင်တဲ့ဒါအလူငွေမျိုးအနေနဲ့တော့ကျွန်တော်တို့ကောက်ခွန်ဖို့တော့ရှိပါတယ်ဟုတ်ကဲ့တယောက်ကိုတစ်လ$လာဟိုအရင်တော့ကြားဘူးတယ်အဲ့ဒါရှိသေးတယ်အဲ့ဒါတော့ကျွန်တော်တို့ဒီလိုရလို့မဟုတ်ပါဘူးသို့တော်လည်းပုဂ္ဂိုလ်တူးချင်းရဲ့စိတ်အားထက်သန်မှုရှိတဲ့အတိုင်းသူတို့ရှိတဲ့နေရာမှာသူတို့လူနိုင်သလောက်လူကြဖို့ပေါ့လေအားလုံးပါဝင်ကြဖို့ပဲဖြစ်ပါတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဒီပွဲကပဲနှစ်လက်ဆရာပယ်လာတယ်ကျွန်တော်တို့လောလောဆယ်ကတော့လာမယ့်2023ခုနှစ်ဒီဇင်ဘာလ9ရက်ကနေ10ရက်နေ့ထိကျွန်တော်တို့ဆင်ကျင်းပဖို့လောလောဆယ်တော့ကျွန်တော်တို့ပြင်ဆင်ထားပါတယ်သို့တော်လည်းအကြောင်းမျိုးကြောင့်အပြောင်းလဲရှိလို့ရှိရင်လည်းကျွန်တော်တို့အချိန်မီကြောင်းကြားနိုင်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်လေးရှိပါတယ်ဟုတ်ကဲ့ဆရာမကေကြီးဒီခီးစင်ကအခုတက်ချလက်ခီးစင်ကဆရာဒီနေရာမှာနှုတ်ပတ်ဝင်တော့ဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီနေ့ပထမဆုံးလာတာကတော့ကျွန်တော်တို့ဒီဗမာပြည်မှာရှိတဲ့ရှမ်းတိရှိခရိယန်တွေအားလုံးစုစည်းပြီးတော့လက်တွဲသာသနာလုပ်နိုင်ဖို့အတွက်သူတို့ပြုလုပ်တဲ့ဒီအလုပ်ရဆွေးနွေးပွဲမှာဒါပါဝင်ပတ်မိုးသူတွေနဲ့ထူးဖိတ်ခေါ်တဲ့အတွက်ပါဝင်သလိုရှမ်းတိချင်းခရိယန်ဖွဲ့ချုပ်ရဲ့ဓမ္မသဘင်ကြီးနဲ့တာချီလင်းချင်းသင်းတော်ရဲ့နေ့90ပြည့်ရွှေတုသဘင်မှာဓမ္မသဘင်ဟောကြားခြင်းဆက်ကဆူတောင်းခြင်းစသဖြင့်သူတို့ကျွန်တော်နှုတ်ကြားရေးအစီအစဉ်မှာလည်းကျွန်တော်တရားဟောဖို့ရှိပါတယ်ဟုတ်ကဲ့ဆရာနောက်ဆုံးအနေနဲ့ဆရာဒီကဘာမှာရှိတဲ့လူတွေတော့နော်ကိုင်းကနမွေးပေါ့ဆရာအနေငယ်ခွန်းစကားလေးပြောပြကျွန်တော်အနေငယ်ဝင်မြချင်တာကတော့ကျွန်တော်တို့ကလူသားဖြစ်လာရခြင်းဟာကျွန်တော်တို့အားလုံးဟာကျွန်တော်တို့နဲ့ဆိုင်တဲ့လူကဖခင်သခင်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကိုဖန်ဆင်းတော်မူသောဖခင်ရှင်ကိုသိပြီးတော့ဖခင်ရှင်ပေးတဲ့ကယ်တင်ယေရှုကျေးဇူးကိုလူတိုင်းရရှိခံစားနိုင်ဖို့ကျွန်တော်တို့ရှိတဲ့နေရာမှာဖခင်ရှင်ရဲ့ထက်မြက်တဲ့ကောင်းတဲ့သက်သေများအဖြစ်ကျွန်တော်တို့အသက်ရှင်ကြမယ်ဆိုရင်တော့ဖခင်သခင်အလိုတော်ဟာကျွန်တော်တို့တိုင်းပြည်ရောကဘာရရမှာပဲပြည့်စုံပြီးတော့ဖခင်သခင်ဘုန်းတော်ထင်ရှားမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုအသက်ရှင်ကြဖို့ကျွန်တော်အနေနဲ့အားပေးချင်ပါတယ်ပမာပြီးမြချင်းအတင်းချုပ်ပါနော်ဟုတ်ကဲ့တော့အခုလက်ရှိကဘယ်လိုလဲဖြစ်နေဝိညာဉ်ရမှာရောကျွန်တော်တို့ဖခင်သခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းဖို့ရှိပါတယ်အထူးသဖြင့်ကျွန်တော်တို့နေ့နေရာကျေးဇူးတော်ချီးမွမ်းခြင်းဓမ္မသဘင်ကြီးကိုဆင်နွှဲတဲ့အခါမှာကျွန်တော်တို့ရဲ့အနှစ်သာရတစ်ခုကတော့ဗာလဲဆိုရင်ကြီးမားသောရိတ်သိမ်းမှုနဲ့ကျွန်တော်တို့ဒါဘုရားသခင်ပူဇော်ပြီးတော့ချီးမွမ်းမှုဖြစ်ပါတယ်ကျွန်တော်တို့အထူးသဖြင့်ဒါစံပြအသင်းတော်နေရာပါရရှိဖို့အတွက်လှုပ်ဆောင်တဲ့အခါမှာနေရာဘာမကရရှိဖို့ရှိတဲ့အပြင်မြန်မာနိုင်ငံတချင်းသိန်းကျုံမှာပါဝင်ကြတဲ့အခြားသောလူမျိုးစုတင်သရအဖွဲ့ချုပ်များကလည်းကျွန်တော်တို့ဒါသာသနာလုပ်ငန်းများအထူးသဖြင့်21ရာစုသာသနာလုပ်ငန်းကိုချမှတ်ပြီးတော့ကောက်တယ်ဖော်တဲ့အတွက်ကြောင့်မလို့မြောက်များစွာသောအသီးအပွင့်များကိုကျွန်တော်ရရှိနေပါတယ်ဒီအတွက်လည်းဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီးတော့ဒီပွဲတော်ကိုဆင်နွှဲဖို့ဖြစ်သလိုမြန်မာနိုင်ငံရဲ့ပြောင်းလဲတဲ့အခြေအနေမှာလည်းဘုရားသခင်ပြည့်တဲ့ပြည့်စုံကြွယ်ဝတဲ့အသက်တာတရားမျှတခြင်းတာယာဝပြောခြင်းလူသိက္ခာပြည့်ပြည့်စွာအသက်ရှင်နိုင်ခြင်းဘုရားသခင်ဖန်ဆင်းတဲ့ဖန်ဆင်းခြင်းအရာအားလုံးကိုထိမ့်သိမ့်ပြုပြင်ခြင်းမှာလည်းနေ့ချင်းခရိယာတွေအားလုံးပါဝင်ဖို့အတွက်ဒါကိုအထူးဖြင့်ကျွန်တော်တို့တွန်းအားပေးပြီးတော့21ရာစုသာသနာလုပ်ငန်းကိုဆက်လက်ပြီးတော့အကောင့်ထဲပေါ်လေးရှိပါတယ် Amen. Thank you sir. Thank you